တရွာလုံးရဲ့ရွာစော်မိဂော်စိန်မမကသူ့ရဲ့ခြံထဲမှာရှိတဲ့တရက်သီးတွေကိုခူးလာခဲ့ပါတယ်အမြဲတမ်းကြောမုံနေတဲ့မိဂော်စိန်ကလက်ဆက်တဲ့ဘယ်ရီသီးလေးတွေကိုရေးဆေးပြီးတော့နေပူပူမှာလန်းထားလိုက်ပါတယ်ပြီးတော့ခြောက်သွားတဲ့ဘယ်ရီသီးလေးတွေကိုပလိန်ထဲမှာတေချာလေးထည့်သိမ်းလိုက်ပါတယ်အဲအချိန်မှာပဲအိမ်ရှိကနေသူ့သားကိုခိုးသွားလို့ပြန်ပေးပါဆိုပြီးတော့အော်ဟစ်နေတဲ့ရောက်ကမလောင်းတန်ကိုကြားလိုက်ရပါတယ်အဲဒါကြောင့်မိဂော်စိန်ကသူခိုးလာမိတဲ့သူ့ရဲ့အသေးကြော်ပဲလော်လေးထုံးထုံးကိုလှမ်းအကြောင်ကြားလိုက်ပါတယ်ထုံးထုံးကသူ့မိကိုသူပြန်မလိုက်နိုင်ကြောင်းနဲ့မမရဲ့ရင်ခွင်ထဲမှာပဲပြောရဲဆိုပြီးတော့အမေကိုတန်ပြန်တုတ်ပါတယ်အမေကလည်းမမနဲ့သားကိုသဘောတူပါတယ်ကွယ်ဆိုပြီးတော့အချိုသက်ပြောလိုက်တော့မိဂော်စိန်မမကလည်းအိမ်မော်ခေါ်လိုက်ပါမောင်ရဲ့ဆိုပြီးတော့သဘောကောင်းပြလိုက်တာပေါ့လေမောင်ရဲ့မိမိကမမရဲ့မိမိပါပဲကွယ်ဆိုပြီးတော့အမှတ်ယူလိုက်ပြီးရောက်ကမကိုတကွက်ချုပ်လိုက်ပါတယ်အဲဒါကြောင့်သဘောထားကြီးတဲ့မမမလို့ပို့ပြီးတော့အချစ်ပိုရတယ်ဆိုပြီးတော့ထုံထုံကသူ့ရဲ့အမေကိုအိမ်ထဲလာဖို့အတွက်ခေါ်လိုက်ပါတယ်အန်ဒီရောအနီသားကိုပါသမီးကတာဝန်ယူပါတယ်ဆိုပြီးတော့ပြောလိုက်တော့ထုံထုံရဲ့မိကလည်းသဘောကျသွားပါတယ်အကြံမိုင်းတဲ့မိဂော်စိန်ကရောက်ကမကြီးကိုနှစ်ကွက်ထပ်ပြီးတော့ချုပ်လိုက်ပြန်ပါတယ်ပြီးတော့မိဂော်စိန်ကသူ့ရဲ့ခြံအတွက်နက်နက်သေးကိုအမှုပညာမျက်လုံးနဲ့လှလှလေးတုံးလိုက်ပါတယ်အလားကျတဲ့မိဂော်စိန်မမကဘဲချင်းပစိုးလှနေအောင်နေပြီးအမြဲတမ်းအထာကျနေပါတယ်ဘေးရနဲ့ပြားမှုနဲ့ပဲချင်းတွေကိုပါကြော်လိုက်ပြီးတော့လိုအပ်တဲ့အရာတာကိုထည့်ကဓမိတ်နဲ့တူတုံးထားတဲ့နက်နက်သေးလေးတွေကိုပါထည့်ကြော်လိုက်ပါတယ်ပြီးတော့နက်နက်သေးအခွန်ထဲမှာကြော်လိုက်တဲ့ဓမိတ်ကြော်ကိုထည့်ပြီး5 star အဆင့် hotel style ပြင်လိုက်ပါတယ်အားလုံးပြီးသွားတဲ့မိဂော်စိန်မမကရောက်ကမကိုအားမနာတန်းစားဖို့နဲ့မောင်မေမေကိုတေချာလေးခွန်ကျွေးလိုက်ပါဆိုပြီးတော့၃ကွက်ထပ်ချုပ်လိုက်ပြန်ပါတယ်ရောက်ကမပြည့်သူကလည်းမိဂော်စိန်ရဲ့ချုပ်ကွက်တွေထဲမှာမျောပါပြီးတော့ထမင်းကျော်တပွဲနဲ့ကိုထုံးထုံးကိုအပြိုကြီးမမမိဂော်စိန်လက်ထဲကိုအပ်ဖို့အတွက်ဆုံးဖြတ်လိုက်ပါတော့တယ်